တဲ့လှုပ်ထဲမှာမပြောရင်ဒါလေးဖတ်ကြည့်ပါစင်ကာပူမှာအလုပ်လုပ်နေတဲ့တငယ်ချင်းတစ်ယောက်ဟာသူ့အလုပ်နဲ့ပတ်သက်ပြီးအမြဲညှဉ်းညူလေးရှိတတ်တယ်အလုပ်ပါတော့လဲပြင်းလိုက်တာတဲ့အလုပ်များတော့လဲပင်ပန်းလိုက်တာတဲ့အထက်ကအောက်ချုပ်သူကလည်းသူ့ကိုအမြဲတမ်းအပြစ်ရှာလေးရှိတယ်စသဖြင့်ပေါ့အလုပ်သွားခြင်းစိတ်မရှိလို့သူဟာနေမကောင်းဖြစ်တာမဟုတ်ပေမဲ့လည်းမကြာခဏဆေးခွင့်ယူပြီးတော့အလုပ်နားလေးရှိတယ်အမြဲကြီးနေတဲ့တငယ်ချင်းကိုတနေ့မှဖတ်ဖူးတဲ့ပုံမြင်လေးတစ်ခုကိုပြောပြပါတယ်ဒီပုံမြင်လေးကိုတချို့လဲကြားဖို့မှာပါပုံမြင်လေးကလူတစ်ယောက်ဟာတနေ့မှအဆောက်အုံတစ်ခုဆောက်လုပ်နေတဲ့လုပ်ငန်းခွင်နဲ့ရောက်သွားပါတယ်အဲ့ဒီနေ့မှာကြောက်တုံးအကြီးတွေကိုစောင့်နေတဲ့အဆောက်အုံရဲ့နေရာမှာသုံးဖို့ကြောက်တုံးသေးတွေရအောင်တူတွေနဲ့အစွတွေနဲ့ထုခွဲနေတဲ့အလုပ်သမား၃ယောက်ကိုတွေ့တယ်ပထမလူကအလုပ်ထဲမှာစိတ်ပျော်ပုံမရပါဘူးတောင်ကြီးပဲကြောက်တုံးကိုထုခွဲရင်အလုပ်ဆင်းအိမ်ပြန်မှုအချိန်ဘယ်လောက်ကျန်သေးလဲဆိုတာကိုအလုပ်ခွင်ကတိုင်ကပ်နာယူမကြာခဏကြည့်နေတယ်စောစောကလူကသူတို့ဘာလုပ်နေတာလဲလို့မေးကြည့်တယ်သူကဒီကြောက်တုံးကြီးကိုခွဲနေရတာပေါ့ဗျာပတ်စံရလို့သာလုပ်နေတာအကျိုးလည်းမရှိပင်ပန်းလိုက်တာလည်းလွန်ရောဒီနေ့အလုပ်ဆင်းမဲ့အချိန်ပဲမျောနေရတယ်ဗျို့တဲ့ဒုတိယလူကတော့ကြောက်တုံးကြီးကိုကြိုးစားပန်းစားထုခွဲနေတယ်ဟိုလူကသူ့ကိုလည်းဘာလုပ်နေတာလဲလို့မေးပြန်တယ်သူကကျွန်တော်ဒီကြောက်တုံးကြီးကနေကြောက်တုံးငယ်တွေဖြစ်အောင်လုပ်နေတာပါခွဲလို့ရတဲ့ကြောက်တုံးတွေကိုအခုစောင့်နေတဲ့အဆောက်အုံထဲမှာသုံးဖို့ပါဗျာတဲ့တတိယလူကျတော့ကြောက်တုံးကြီးကိုခွဲလိုက်တယ်ရလာတဲ့ကြောက်တုံးလေးတွေကိုတိတိကျကျကြည့်တယ်သူလိုချင်တဲ့အရွယ်ရအောင်ကြိုးစားပန်းစားထပ်ခွဲနေတယ်လိုချင်တဲ့အရွယ်နဲ့ပုံစံရသွားရင်အဲ့ဒါလေးတွေကြည့်ပြီးသူဟာဝမ်းသာကြည်နူးနေတယ်စောစောကလူကထုံးစံအတိုင်းသူ့ကိုလည်းဘာလုပ်နေတာလဲလို့မေးတော့သူကအခုလိုပြန်ပြောတယ်ကျွန်တော်ကဘာပေါ်မှာအလားဆုံးဟိုတယ်ကြီးတစ်ခုစောင့်နေတာဗျာတဲ့အလုပ်တစ်မျိုးတည်းအတူတူလုပ်ကြတဲ့အလုပ်သမား၃ယောက်ဟာအလုပ်ပေါ်ခံယူချက်စိတ်သက်ကြတော့မတူကြပြန်ဘူးပထမလူဟာသူ့အတွက်အလုပ်သာလုပ်နေရတာစိတ်မပါဘူးသူ့စိတ်ထဲမှာအချိန်ဖြုံးနေတယ်ငရဲကြနေတယ်လို့ထင်နေတယ်စိတ်မပါဘူးမတက်လာလို့သာဒီလုပ်ကိုလုပ်နေရတာဆိုပြီးစိတ်ဆင်းရဲနေတာပေါ့ဒုတိယလူကတော့အလုပ်ကိုစူးစမ်းပန်းစားလုပ်ပါတယ်ဒီနေ့အလုပ်တနေ့ပြီးအောင်တာဝန်ကျေပြအောင်လုပ်တယ်ဒါပေမဲ့သူ့မှာအနာဂတ်အတွက်ဘာမျှော်မှန်းချက်မှမရှိဘူးစိတ်ရုပ်တရုပ်လိုပဲတတိယလူကျတော့စောစောကလူနှစ်ယောက်လိုမဟုတ်ဘူးသူ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်တယ်အလုပ်ကိုကောင်းတာထက်ပိုကောင်းအမြဲစူးစမ်းနေတယ်သူလုပ်လိုက်တဲ့ကြောက်တုံးလေးတွေကြောင့်မကြခင်မှာကဘာပေါ်မှာအလှပါဆုံးဟိုတယ်ကြီးပေါ်ပေါက်လာမယ်လို့ယုံကြည်နေတယ်သူကအနာဂတ်ကိုတွေးမြင်ကြည့်တတ်သူပေါ့ဒါကြောင့်သူကအလုပ်ခွင်ထဲမှာအမြဲတမ်းစိတ်သက်တက်ကြွလန်းဆန်းနေတယ်လူတိုင်းဟာအသက်ရှင်နေသဖြင့်မိမိနဲ့မိသားစုအတွက်အလုပ်လုပ်နေကြရမှာပါကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်ဝန်ထမ်းဘဝနဲ့ပဲဖြစ်ဖြစ်အလုပ်တစ်ခုတော့လုပ်ကိုလုပ်နေကြရမှာပါအဲဒီတော့ကိုယ်အလုပ်ပေါ်ခံယူထားတဲ့ attitude ဟာစောစောကပြောတဲ့အလုပ်သမား၃ယောက်ထဲကဘယ်သူနဲ့တူတယ်လဲဆိုတာကိုယ်တိုင်ပဲအသိဆုံးပါမိမိလုပ်နေတဲ့အလုပ်ထဲမှာမပျော်ဘူးဆိုရင်အလုပ်ထွက်လိုက်ပြီးပျော်မဲ့အလုပ်တွေရှာလိုက်ပါအဲ့လိုမှလုပ်လို့မရဘူးဆိုရင်တတိယလူလိုအလုပ်ပေါ်ထားတဲ့ခံယူချက်သဘောထား attitude ကိုပြောင်းလဲလိုက်ပါမိမိလက်ရှိအလုပ်ကိုစိတ်ဝင်စားလာအောင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲအလုပ်တွေများများနဲ့မြန်ပြီးအောင်ဘယ်လိုလုပ်ရမလဲငါအလုပ်ကြောင့်ကုမ္ပဏီမှာဘာအကျိုးရှိသွားမလဲစတာတွေပေါ့တခုသိစေချင်တာကအလုပ်ထဲမပျော်တဲ့သူဟာအိမ်နောက်ရေးအဆင်မပြေတတ်ဘူးအလုပ်ထဲကစိတ်မချမ်းသာမှုဟာအိမ်နဲ့ကူးဆက်တတ်တာကိုစိတ်မချမ်းသာတဲ့လူဟာအသက်လဲတိုးတက်ကြပါတယ်အခုကတော့ဒါဆရာဗမော်သိန်းဖေရဲ့မျှဝေလို့သောအတွေ့အများတစ်ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးကိုကောက်နှုတ်တင်ပြပေးတာပဲဖြစ်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေ